မိတ်ဆွေတို့အားလုံးမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေတို့ကိုဆက်လက်မျှဝေပေးခြင်းတဲ့အကြောင်းအရာကောင်းစဉ်ကတော့ Life and Talk Channel မှာတင်ဆက်နေကြဖြစ်တဲ့ Project Cycle Management ရဲ့နောက်ထပ်အပိုင်းတစ်ပိုင်းဖြစ်တဲ့ WPS နဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်တို့ဆက်လက်ပြီးတင်ဆက်မျှဝေပေးသွားပါမယ်ဒီတော့ WPS ဆိုတာပါလေ Work Breakdown Structure လို့ခေါ်တဲ့လုပ်ငန်းအဆင့်ဆင့်ကိုခွဲခြမ်းစိတ်ဖြာခြင်းဆိုတာဘယ်လိုဆောင်ရွက်ကြသလဲဒီအပိုင်းကိုကျွန်တော်တို့ Project Cycle Management ရဲ့ကဏ္ဍတစ်ရပ်ဖြစ်အပိုင်းတစ်ပိုင်းဖြစ်ကျွန်တော်တို့ဆက်လက်မျှဝေပေးသွားပါမယ်ဒီတော့ Work Breakdown Structure ဆိုတာဘာလဲလို့မေးလိုက်ရင် project ရဲ့ရည်မှန်းချက်နဲ့ဆောင်ရွက်ပြီးမြောက်ကမယ့်အရာတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်အဲ့တော့ project ရဲ့ scope မှာပါတဲ့လုပ်ငန်းတွေကိုတစ်ဆင့်ပြီးတစ်ဆင့်သေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးတော့ဖော်ပြခြင်းကို Work Breakdown Structure WPS လို့ခေါ်ပါတယ် WPS ကအင်မတန်မှ project စီမံခန့်ခွဲမှုအတွက်အရေးပါတဲ့လုပ်ငန်းစဉ်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်အထူးအားဖြင့် Work Breakdown Structure လို့ခေါ်တဲ့လုပ်ငန်းခွဲခြမ်းစိတ်ဖြာမှု WPS ကိုအသေးစိတ်ကြည့်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ project မှာဘာတွေဆောင်ရွက်ရမလဲဆောင်ရွက်ရမယ့်နယ်ပယ်ကိုကျွန်တော်တို့ရှင်းလင်းစွာသိသာစွာမြင်သာနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့အသေးစိတ်လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေကိုရှင်းလင်းစွာသိခြင်းအားဖြင့်လုပ်ငန်းဆောင်တာတွေကိုစနစ်တကျစီစဉ်နိုင်မှာဖြစ်ပါတယ်ဘယ်လုပ်ငန်းအဆင့်မှာတော့ဘယ်လိုအရင်းမြစ်တွေကိုသုံးစွဲရမယ်ဆိုတာကိုကျွန်တော်တို့ခွဲဝေသတ်မှတ်နိုင်မှာဖြစ်ပါတယ်ဒါအပြင်လုပ်ငန်းအဆင့်လိုက်ဘယ်အရာတွေကတော့ပြီးစီးပြီလဲတိုးတက်မှုနဲ့လုပ်ငန်းပြီးစီးမှုအတိုင်းအတာကိုလည်းကျွန်တော်တို့ဒါတိုင်းတာအကဲဖြတ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ WPS က project တစ်ခုလုံးအတွက်အင်မတန်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီးတော့ပေးငယ်တဲ့ task အစိပ်ပိုင်းတွေကိုခွဲခြမ်းစိတ်ဖြာထားခြင်းအပြင်အင်မတန်ရှုပ်ထွေးတဲ့ project တွေကိုတော့မှကျွန်တော်တို့လွယ်ကူစွာစီမံခန့်ခွဲနိုင်စေဖို့အထောက်အကူပေးနိုင်တဲ့လုပ်ငန်းစဉ်နည်းလမ်းတစ်ရပ်လို့ကျွန်တော်တို့ပြောလို့ရပါတယ် WPS လို့ခေါ်တဲ့ Work Breakdown Structure ရဲ့အဓိကရည်ရွယ်ချက်တွေကဘာတွေလဲနံပါတ်1ချက်ကတော့ကျွန်တော်တို့ဆောင်ရွက်မဲ့ project ရဲ့နယ်ပယ်ကိုရှင်းလင်းစွာဖော်ပြခြင်းဖြစ်ပါတယ် project မှာဘယ်လိုမျိုးလုပ်ငန်းဆောင်တာတွေပါဝင်မလဲဘယ်လိုလုပ်ငန်းအဆင့်တွေအသေးစိတ် task တွေစိတ်ပိုင်းတွေပါဝင်မလဲဆိုတာကိုကျွန်တော်တို့တိကျစွာသတ်မှတ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။နောက်ဒုတိယရွေးချက်ကတော့စီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းအစုအဝေးတွေကိုဖန်တီးခြင်းဖြစ်ပါတယ်။ကြီးမားပြီးတော့ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတွေကိုသိငယ်ပြီးတိကျတဲ့အပိုင်းတွေလုပ်ငန်းငယ်တွေအဆင့်တွေခွဲထုတ်လိုက်ခြင်းအပြင်ကျွန်တော်တို့စီမံခန့်ခွဲရတဲ့သူတွေအတွက်ပုံမလွယ်ကူသွားစေမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လုပ်ငန်းဆောင်တာအချင်းချင်းရဲ့ကြားမှာဆက်နွယ်မှုကိုဖော်ထုတ်ဖို့ဖြစ်ပါတယ်။လုပ်ငန်းဆောင်တာတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေသလဲဘယ်လို dependency ရှိသလဲဒါကိုရှင်းလင်းပြသစွာမြင်သာစေမှာဖြစ်ပါတယ်အဲ့ဒီအတွက်အချိန်စရာရေးဆွဲတဲ့အပိုင်းနဲ့လိုအပ်တဲ့အရင်းမြစ်တွေကိုခွဲဝေနေရာချထားတဲ့အပိုင်းမှာထိရောက်မှန်ကန်စွာကျွန်တော်တို့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကုန်ကျစရိတ်ခံမှန်းခြင်းနဲ့ budget သတ်မှတ်ခြင်းကိုလွယ်ကူစေခြင်းဖြစ်ပါတယ်ဒီတော့လုပ်ငန်းဆောင်တာတွေကိုသိငယ်တဲ့လုပ်ငန်းအစိပ်ပိုင်းတစ်ခုချင်းစီခွဲထုတ်လိုက်ခြင်းအပြင်ကုန်ကျစရိတ်တွေကိုဘယ်နေရာမှာဘယ်လိုကုန်ကျနိုင်လဲဆိုတာကိုကျွန်တော်တို့တိကျစွာပို့ပြီးခံမှန်းနိုင်မှာဖြစ်ပါတယ်ပုံမှန်တိကျတဲ့ budget ကိုလည်းခွဲဝေနေရချထားနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့လုပ်ငန်းဆောင်တာတွေကိုအသေးစိတ်ဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာခြင်း breakdown လုပ်ခြင်းအပြင်တာဝန်ခွဲဝေခြင်းကိုလည်းရှင်းလင်းတိကျစေမှာဖြစ်ပါတယ်ဒီတော့လုပ်ငန်းအစိပ်ပိုင်းလိုက်လုပ်ငန်းအဆင့်လိုက်ဘယ်သူကတော့ဘာတာဝန်ရှိတယ်အစရှိသဖြင့်တာဝန်ရှိသူတွေကိုတိကျစွာသတ်မှတ်တာဝန်ပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ project ရဲ့လုပ်ငန်းအဆင့်လိုက်မှာလည်းတာဝန်ယူမှုနဲ့တာဝန်ခံမှုကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်နောက်ဆုံးရည်ရွယ်ချက်တွေရဲ့တစ်ချက်ကတော့တိုးတက်ပြီးစီးမှုကိုတိုင်းတာဖို့ဖြစ်ပါတယ် WPS Work Breakdown Structure ကိုဖန်တီးထားခြင်းအပြင်တိုးတက်ပြီးစီးမှုကိုတိုင်းတာဖို့အတွက်အခြေခံ benchmarking ဖြစ်ကျွန်တော်တို့ဂိုင်းဆွဲပြီးအသုံးပြုလို့ရပါတယ်ဒါကြောင့်မလို့လုပ်ငန်းအဆင့်တစ်ခုချင်းစီလုပ်ငန်းအစိပ်ပိုင်းတစ်ခုချင်းစီရဲ့ပြီးစီးမှုအခြေအနေကို WPS ပေါ်မှာမူတည်ပြီးတော့တိုင်းတာစောင့်ကြည့်ခြင်းအပြင် project ရဲ့တိုးတက်မှုဘယ်လောက်ပြီးစီးပြီလဲဘယ်လောက်ပြီးမြောက်ပြီလဲဆိုတာကိုကျွန်တော်တို့အကဲဖြတ်နိုင်မှာသုံးသပ်နိုင်မှာဖြစ်ပါတယ်ဒါတွေကတော့WPS လို့ခေါ်တဲ့ Work Breakdown Structure ရဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့အကျိုးကျေးဇူးတွေဖြစ်ပါတယ်ဒီတော့ WPS ကို Work Breakdown Structure လို့ခေါ်တဲ့လုပ်ငန်းခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ဆင့်ကိုလုပ်တဲ့အခါမှာဘယ်လိုအဆင့်တွေပါဝင်မလဲနံပါတ်1ကတော့ project ရဲ့ပြီးစီးရမယ့်အရာအဓိကရလဒ် deliverables တွေကိုသတ်မှတ်ဖို့စီရင်ပြုစုဖို့ဖြစ်ပါတယ် project ကတွေအဓိကရလဒ်ဘာတွေထွက်စေချင်တယ်လဲဒါကိုပထမအဦးဆုံးကျွန်တော်တို့ define လုပ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ထွက်ပေါ်စေခြင်းနဲ့အဓိကရလဒ်တွေပြီးစီးရမယ့်အရာတွေကိုခွဲခြမ်းစိတ်ဖြာဖို့ breakdown လုပ်ဖို့ဖြစ်ပါတယ်အဲ့တော့အဓိကရလဒ်တစ်ခုထွက်ဖို့အတွက်ဘယ်လိုလုပ်ငန်းတွေဆောင်ရွက်ရမလဲ deliverables တွေအောက်မှာအဓိကကျတဲ့ work component တွေကိုကျွန်တော်တို့ခွဲထုတ်နိုင်ဖို့ဖြစ်ပါတယ်နောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ work component တစ်ခုချင်းစီအလိုက်အဓိကလုပ်ငန်းဆောင်တာတစ်ခုပြီးမြောက်ဖို့အတွက်ထပ်ပြီးတော့လှုပ်ဆောင်ရမယ့် detail
လုပ်ငန်းငယ်တွေလုပ်ငန်းအဆင့်တွေကိုထပ်မံခွဲခြမ်းစိတ်ဖြာဖို့ဖြစ်ပါတယ်အဲဒီလိုခွဲခြမ်းစိတ်ဖြာလိုက်ခြင်းအပြင်ကျွန်တော်တို့လှုပ်ဆောင်ရမယ့် activity လို့ခေါ်တဲ့လုပ်ငန်းဆောင်တာငယ်တွေနဲ့ work package လို့ခေါ်တဲ့လုပ်ငန်းအစုဝေးတွေကိုကျွန်တော်တို့ထပ်မံခွဲထုတ်နိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးတိကျသေးချာတက်ရက်စွာခွဲထုတ်နိုင်ပြီဆိုရင်တော့လုပ်ငန်းတစ်ခုကိုဆောင်ရွက်ရမယ့်တာဝန်တွေကိုကျွန်တော်တို့အသေးစိတ်တိကျစွာဖော်ထုတ်နိုင်မှာဖြစ်ပါတယ်ဒီဆောင်ရွက်ရမယ့်လုပ်ငန်းဆောင်တာအလိုက်အသေးစိတ်အဆင့်တွေအလိုက်လဲပြည်စည်းဖို့အတွက်လိုအပ်တဲ့ခံမှန်းခြေအချိန်ကိုကျွန်တော်တို့တွက်ဆနိုင်မှာဖြစ်ပါတယ်ဒါအပြင်အပိုင်းတစ်ပိုင်းချင်းစီအလိုက်အဆင့်တစ်ဆင့်ချင်းစီအလိုက်ကုန်ကျစရိတ်ကိုလည်းကျွန်တော်တို့ဒါခံမှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ WBS ကလုပ်ငန်းခွဲခြမ်းစိတ်ဖြာခြင်းရဲ့အောက်ဆုံးဆင့်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာအသေးစိတ်လုပ်ရမယ့်လုပ်ငန်းငယ်တွေကိုကျွန်တော်တို့အသေးစိတ်ပေါ်ပြနိုင်မှာဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးအသေးစိတ်လုပ်ငန်းငယ်တွေကိုကျွန်တော်တို့တွေ့မြင်သုံးသပ်နိုင်ခြင်းအပြင်ကျွန်တော်တို့အသေးစိတ်စနစ်တကျစီမံခန့်ခွဲမှုကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဓိကအားဖြင့် work breakdown structure ကိုပုံဖော်တဲ့အခါမှာအတည်ပြုတဲ့အခါမှာအမြင်အာရုံ visual illustration နဲ့ပေါ်ပြနိုင်ဖို့အတွက်ဥပမာအားဖြင့် tree သစ်ပင်ပုံစံလိုသဘောတရားမျိုးတွေ chart စရင်းစရာပုံစံလိုသဘောတရားမျိုးတွေနဲ့အသေးစိတ်လုပ်ရမယ့်လုပ်ငန်းတာဝန်တွေလုပ်ကွက်တွေလုပ်ငန်းငယ်တွေကိုကျွန်တော်တို့ဖော်ပြနိုင်ပါတယ်ဒီလိုဖော်ပြခြင်းအားဖြင့် project အဖွဲ့သားတွေနဲ့ပါဝင်ပတ်သက်သူ stakeholder တွေအားလုံးကဒါကိုရှင်းလင်းပြသစွာနားလည်သဘောပေါက်မှာဖြစ်ပြီးတော့သူတို့ရဲ့သဘောတူညီချက်ကိုလည်းလွယ်ကူစွာကျွန်တော်တို့ရယူနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါက work breakdown structure ကိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒါပါဝင်ရမယ့်အချက်တွေဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ WBS နဲ့ပတ်သက်ပြီးအိမ်ဆောက်ခြင်း project ဆိုတဲ့ project အငယ်စားလေးတစ်ခုကိုကျွန်တော်တို့ရေပူရအားဖြင့် WBS breakdown လုပ်တဲ့ပုံစံနဲ့ကျွန်တော်တို့ဒီ slide မှာဖော်ပြထားပါတယ်အားလုံးကျွန်တော်တို့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်အဲ့တော့ဥပမာအားဖြင့်အိမ်ဆောက်ခြင်း project ငယ်ကိုကျွန်တော်တို့လုပ်တဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့ဆောင်ရွက်ရမယ့်လုပ်ငန်း package ကတော့စီမံကိန်းစတင်ခြင်းနဲ့ design ဖြစ်ပါတယ်စီမံကိန်းစတင်ခြင်းနဲ့ design ရဲ့အောက်မှာမြေတိုင်းသာခြင်းပြည်သူ့က design ထုတ်ခြင်းခွင့်ပြုချက်လျှောက်ထားခြင်းဆိုတဲ့လုပ်ငန်းငယ်တွေလုပ်ငန်းအဆင့်တွေပါဝင်မှာဖြစ်ပါတယ်ဒုတိယအဆင့်မှာတော့မြေပြင်ပြင်ဆင်ခြင်းဖြစ်ပါတယ်မြေပြင်ပြင်ဆင်ခြင်းအပိုင်းမှာတော့မြေညီခြင်းအုတ်မြစ်ချခြင်းစရှိတဲ့လုပ်ငန်းငယ်အဆင့်တွေထပ်မံပါဝင်မှာဖြစ်ပါတယ်တတိယအပိုင်းမှာတော့အဆောက်အုံတည်ဆောက်ခြင်းအပိုင်းဖြစ်ပါတယ်အဆောက်အုံတည်ဆောက်ခြင်းအပိုင်းမှာတော့ဥပမာအားဖြင့်အုတ်စီခြင်းအမိုးတင်ခြင်းဗရင်ပေါင်းနဲ့တကားများတက်ဆင်ခြင်းအစရှိတဲ့အဆင့်တွေပါဝင်မှာဖြစ်ပါတယ်စတုတ္ထအပိုင်းမှာတော့အဆောက်အုံရဲ့အတွင်းပိုင်းကိုပြီးသက်ခြင်းဖြစ်ပါတယ်အဲ့ဒီပိုင်းမှာတော့ညံရန်တည်ထိုးခြင်းစေတုပ်ခြင်းကြံငင်ခင်းခြင်းလျှက်စစ်ပစ္စည်းများတက်ဆင်ခြင်းရေပိုက်တက်ဆင်ခြင်းမိဖို့ကြောင့်နဲ့ရေချိုးခန်းများပြင်ဆင်တက်ဆင်ခြင်းတို့ပါဝင်မှာဖြစ်ပါတယ်နောက်၅ခုမြောက်လုပ်ငန်းပိုင်းမှာတော့အပြင်ပိုင်းအပြီးသက်ခြင်းဖြစ်ပါတယ်အပြင်ပိုင်းအပြီးသက်ခြင်းမှာတော့ခြံစည်းရိုးကာရံခြင်းဥယျာဉ်စိုက်ပျိုးရေး landscape ပြုလုပ်ခြင်းလမ်းခင်းခြင်းအစရှိတဲ့အပိုင်းတွေပါဝင်မှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်6လုပ်ငန်းပိုင်းမှာတော့နောက်ဆုံးစစ်ဆေးခြင်းနဲ့လွှဲပြောင်းခြင်းဖြစ်ပါတယ်အဲ့ဒီအဆင့်မှာတော့စစ်ဆေးရေးအဖွဲ့မှစစ်ဆေးခြင်းနဲ့ပိုင်ရှင်ထံကိုလွှဲပြောင်းပေးခြင်းအစရှိတဲ့အဆင့်တွေပါဝင်မှာဖြစ်ပါတယ်ဒါကမြင်သာထင်သာရှိအောင်ကျွန်တော်တို့ work breakdown structure ရဲ့အပေါ်ယံ overall features ကိုကျွန်တော်တို့ဒါမျှဝေတင်ပြထားခြင်းဖြစ်ပါတယ်တကယ်အသေးစိတ်ကျွန်တော်တို့ detail လုပ်မယ်ဆိုရင်တော့တစ်ခုချင်းစီရဲ့အောက်မှာထပ်ပြီးတော့လုပ်ငန်းငယ်အဆင့်တွေအသေးစိတ် breakdown လုပ်လို့ရမှာဖြစ်ပါတယ်နော်ဒီလိုလုပ်ခြင်းအပြင်ဘယ်အဆင့်ကတော့အချိန်ဘယ်လောက်ယူမယ်ဘယ်အဆင့်ကတော့ resource ဘာတွေလိုအပ်မယ်ဘယ်အဆင့်မှာတော့ budget ဘယ်လောက်သုံးစွဲရမယ်ဆိုတာတွေကိုကျွန်တော်တို့ planning ဘိုင်းမှာခံမှန်းတွက်ဆနိုင်မှာဖြစ်ပါတယ်ဒါကတော့ WBS ကိုအသေးစိတ်ပုံဖော်ထားခြင်းအပြင်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကျွန်တော်တို့ဖြစ်ပါတယ်ဒီတော့ WBS ရဲ့အရေးပါမှုဟာအင်မတန်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့နားလည်မြင်တွေ့ရပြီဖြစ်ပါတယ်ဒီတော့ WBS တခုရှိခြင်းအပြင်ကျွန်တော်တို့ဘာတွေအကျိုးကျေးဇူးတွေရမလဲထပ်ပြီးတော့ထပ်လောင်းပြီးတော့ပြောရမယ်ဆိုရင် project ကိုစနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက်ဒါဟာအခြေခံ foundation ဖြစ်ပါတယ် WBS ရှိခြင်းအပြင် project ရဲ့လုပ်ငန်းဆောင်တာတွေကိုစနစ်တကျခွဲခြမ်းစိတ်ဖြာသိရှိထားတဲ့အတွက်စီမံခန့်ခွဲတဲ့အခါမှာပုံမလွယ်ကူသွားစေပါတယ်ချိန်စရာဆွဲခြင်းရှိမှပြောခဲ့သလိုကုန်ကျစရိတ်ခံမှန်းခြင်းနဲ့အရင်းမြစ်ခွဲဝေခြင်းတို့ကိုလည်းဒီပေါ်မှာအခြေခံပြီးထိရောက်စွာကျွန်တော်တို့သတ်မှတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နောက်ဒုတိယအရေးပါမှုကတော့ဆက်သွယ်ရေး communication ကိုမြင့်တင်နိုင်ခြင်းဖြစ်ပါတယ်။ WBS ကို project အဖွဲ့သားတွေနဲ့ stakeholder လို့ခေါ်တဲ့ပါဝင်ပတ်သက်သူတွေအားလုံးကကြည့်ရှုလိုက်ခြင်းအပြင် project ရဲ့သွားရမယ့် scope နယ်ပယ်နဲ့လုပ်ငန်းဆောင်တာတွေကိုရှင်းလင်းစွာနားလည်နိုင်စေပါတယ်။ဒါကြောင့်မလို့ဆက်သွယ်ဆောင်ရွက်ကြတဲ့အခါမှာညီနိုင်ပေါင်းဆက်အလုပ်လုပ်ကြတဲ့အခါမှာ communication ကိုပုံမထိရောက်စွာမြင့်တင်အားပေးနိုင်စွမ်းရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။နောက်အရေးကြီးတဲ့ point တစ်ခုကတော့အန္တရာယ်ဖြစ်နိုင်ခြေဆိုးကျိုးဖြစ်နိုင်ခြေ risk management အတွက်အထောက်အကူပြုခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကြည့်ခဲ့တဲ့ WBS ကလုပ်ငန်းပိုင်းတွေလုပ်ငန်းအဆင့်တွေကိုကျွန်တော်တို့ကြည့်လိုက်ခြင်းအပြင်ဘယ်လိုလုပ်ငန်းအဆင့်တွေမှာတော့အန္တရာယ်ဆိုးကျိုး
ဖြစ်နိုင်ခြေဘာတွေရှိတယ်။လုပ်ငန်းဝင်ပေးကင်းကျန်းမာရေးနဲ့ပတ်သက်ပြီးထိခိုက်နိုင်ခြေဘာတွေရှိတယ်။အစရှိဖြင့်အန္တရာယ်ဆိုးကျိုးဖြစ်နိုင်ခြေဖြစ်ပေါ်လာနိုင်တဲ့အရာတွေကိုကြိုတင်ခံမှန်းပေါ်ထုတ်တွက်ဆထားနိုင်မှာဖြစ်ပါတယ်။ဒီပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ဖြစ်လာခဲ့ရင်ရောနဲ့သက်သာစေဖို့အတွက်ကြိုတင်ကာကွယ်မှု preventive measures တွေကိုလည်းကျွန်တော်တို့ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ရှေ့မှာပြောခဲ့သလိုကျွန်တော်တို့ WPS ကလုပ်ငန်းအဆင့်တွေကိုနားလည်သဘောပေါက်ထားခြင်းသတ်မှတ်ပြီးတော့တိကျစွာစီမံခန့်ခွဲခြင်းအပြင်လုပ်ငန်းပြီးစီးမှုအခြေအနေအတိုင်းအတာကိုလည်းကျွန်တော်တို့စောင့်ကြည့်နိုင်မှာဖြစ်ပါတယ် project ရဲ့တိုးတက်မှု project ရဲ့သွေဖယ်သွားတဲ့အနေအထား project ရဲ့နှောင့်နှေးမှုဒါတွေအားလုံးကိုတိကျစွာစောင့်ကြည့်ဖော်ထုတ်ပြီးတော့လိုအပ်သလိုထိန်းချုပ်ပယ်ပြင်နိုင်မှာဖြစ်ပါတယ်ဒီတော့ work breakdown structure က project management မှာအောင်မြင်ဖို့ထိရောက်ဖို့အတွက်အခြေခံကျတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒါမလွဲမသွေလက်ခံရမယ့်အရာတစ်ခုဖြစ်ပါတယ်ဘယ်လောက်ပဲရှုပ်ထွေးတဲ့ project မျိုးပဲဖြစ်ဖြစ်ဒီ work breakdown structure ကိုစနစ်တကျဖန်တီးထားခြင်းအပြင်စနစ်တကျစီမံခန့်ခွဲနိုင်တဲ့အနေအထားကိုရောက်မယ်အထူးသဖြင့် project manager တွေအနေနဲ့လုပ်ငန်းငယ်တွေကိုအဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာမှုကိုအခြေခံပြီးကြည့်ခြင်းအပြင် project ကိုပုံမထိရောက်စွာစီစဉ်ဆောင်ရွက်စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ project manager တွေအတွက်အောင်မြင်တဲ့ရလဒ်ကောင်းတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ work breakdown structure လို့ခေါ်တဲ့ WPS ဟာ project စီမံခန့်ခွဲမှုရဲ့အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်တယ်။ဘယ် project အမျိုးအစားကိုမဆို WPS ကိုထိရောက်စွာအသုံးပြုနိုင်မယ်ဆိုရင်မှန်ကန်သွက်လက်မြန်ဆန်စွာနဲ့အောင်မြင်မှုအကျိုးကျေးဇူးတွေထိရောက်တိကျမှုအကျိုးကျေးဇူးတွေများစွာရရှိနိုင်မယ်ဆိုတာကိုကျွန်တော်တို့ဒီနေရာမှာပြောကြားနိုင်မှာဖြစ်ပါတယ်။